ဘဝခရီးကိုရှောက်လန်းကြရတာဘုန်းကြီးတို့တွေလည်းဘဝခရီးကိုရှောက်လန်းနေကြတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်တတ္တလောကထဲမှာပါဝင်နေကြတဲ့ပုဂ္ဂိုလ်တွေလူဘဝရောက်ရှိလာတဲ့ပုဂ္ဂိုလ်တွေဟာအလွန်ကံကောင်းလို့လူဘဝရောက်ရှိလာကြတယ်။ဘာကြောင့်လဲလို့ဆိုရင်မြတ်စွာဘုရားကတတ္တလောကကြီးတစ်ခုလုံးဟာလူဘုံနတ်ဘုံဗြဟ္မဘုံဆိုတာဟာယမယံခမသာရောက်ရှိလာတတ်ကြပြီအများအားဖြင့်တော့အပယ်လေးပုံမှသာသရဝါတွေဟာပြည့်ညတ်နေတာလို့ဒါလည်းပဲလက်တွေ့အားဖြင့်စဉ်းစားကြည့်မယ်ဆိုရင်အလွန်မှန်ကန်တယ်လို့ပြောလို့ရတချို့လူတွေကတော့လောကလူဦးရေတွေတိုးပွားနေတာကိုကြည့်ပြီးတော့လူဖြစ်ရခဲ့တယ်ဆိုတာကိုမယုံသင်္ကာစိတ်တွေဖြစ်ကြတယ်သို့တော့အနည်းများဆိုတာနှိုင်းရှင်ကြည့်ပြီးမှပြောလို့ရတာဖြစ်တယ်တတ္တလောကကြီးရဲ့ ratio လို့ခေါ်တယ်အချိုးအစားနဲ့တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဦးရေဆိုတာအမတန်မှနည်းတရိစ္ဆာန်ဥယျာဉ်နဲ့စာရင်လူဦးရေအလွန်နဲ့ငရဲပြိတ္တန်စတဲ့သရဝါတွေတော့ကိုမမြင်ကြရလို့တရိစ္ဆာန်ဥယျာဉ်ဆိုတာလူမသိသူမသိအလွန်ထူးဆန်းတဲ့ကုန်းသရဝါတွေရှိတယ်လို့ရင်ဘူးဖို့အလွန်ခဲရင်နဲ့အာဩဘွယ်ရကောင်းလာတဲ့ရေနေသမုဒ္ဒရာရေထဲမှာသမုဒ္ဒရာထဲမှာမွေးဖွားကြတဲ့ရေသရဝါတွေဆိုတာလေဒီကနေ့ခေတ်မှာထူးထူးဆန်းဆန်းတွေ့ရှိကြတာရှိတယ်အဲ့တော့သရဝါတွေမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လူသားတွေအနေနဲ့ကမွေးဖွားတဲ့အခါမှာနော်2မွားဘူး3မွားဘူးဆိုတာမျိုးတွေတော့ပဲမွေးကြတာဖြစ်တယ်တိရစ္ဆာန်တွေကောင်းမှဆိုရင်တော့မြောက်များစွာမွေးဖွားအထူးသဖြင့်ရေသရဝါတွေရဲ့ပေါက်ဖွားမှုနှုန်းဟာအလွန်ကြီးမားတယ်လို့ပြောကုန်းသရဝါတွေလည်းပဲပေါက်ဖွားမှုနှုန်းများတယ်ရေသရဝါဖြစ်တဲ့ငါးတစ်မျိုးတည်းပဲကြည့်ငါးတစ်ကောင်ရဲ့ဥတွေဟာတန်းချီရှိတယ်အဲ့တော့တန်းချီရှိတယ်ဆိုတော့ဥတစ်လုံးဟာသရဝါတစ်ကောင်ဖြစ်တာအဲ့ဒီအချိုးစားတွေနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်လူဘဝဟာလွန်ရခဲ့တယ်ဆိုတာဓမ္မထင်ရှားတယ်။တမန်စဉ်းစားကြည့်ရုံနဲ့ပဲသိနိုင်တယ်။ဘာကြောင့်လူသရဝါတွေဟာလူလောကတို့နတ်ပြည်တို့ဗြဟ္မပြည်တို့မှာအယောင်နည်းကြတယ်လေဆိုကောင်းတဲ့အလုပ်လုပ်ဖို့မေးလျော့နေခြင်းကြောင့်ပဲလို့အဖြေထုတ်လို့ရတယ်။ရရှိထားတဲ့အနေအထားတစ်ခုလူတွေကရစ်မှုကြရစ်မှုတယ်ဆိုတာနှစ်ချိုက်နေတယ်ကျေနပ်နေတယ်အခုဘုန်းကြီးတို့လူဘွားကနေကြည့်တဲ့အခါမှာတရိစ္ဆာန်လေးတွေတကောင်ကိုကြည့်လိုက်ကြောင်ကလေးတွေခွေးလေးတွေသူတို့ဘွားသူတို့နှစ်ချိုက်နေကြနှစ်ချိုက်အဲ့ဒီနှစ်ချိုက်နေတာဟာကျေနပ်နေခြင်းရစ်မှုနေခြင်းပဲဖြစ်တယ်အဲ့ဒီရစ်မှုနေခြင်းကြောင့်ရိစ္ဆာန်ဘဝကလွတ်အောင်ကျိုးပန်းအထောက်မှုဆောင်မလုပ်ဘူးကိုရရှိထားတဲ့ဘဝလေးမှာကျင့်တတ်နေကြဘယ်သရဝါမျိုးပဲဖြစ်ဖြစ်ရရှိထားတဲ့ဘဝလေးပေါ်မှာကျင့်တတ်နေကြတာကြည့်ပဲအားလုံးအဲ့ဒီကျင့်တတ်လက်ခံနေမှုဆိုတဲ့တွေ့တာမှုလေးတွေရှိနေသမျှကာလပတ်လုံးသရဝါတွေဟာတစ်စက်နဲ့တစ်စက်မြင့်သွားဖို့ဆိုတာအမှန်တမ်းခဲနေယမယံခါစိတ်ကောင်းနှလုံးကောင်းလေးဝင်ပြီးတော့ကုသိုလ်ကောင်းမှုလေးလှုပ်ဖြစ်ပြီးဆိုတဲ့အခါမှာအဲ့ဒီကုသိုလ်ရဲ့အရှိန်အဟုန်နဲ့လူဘဝရောက်လာကြတယ်နတ်ဘဝရောက်လာကြတယ်ဒီလိုအနေထားမျိုးသာရှိအများအားဖြင့်ကတော့တတ္တလောကကြီးဟာဘယ်မှာပျော်မွေ့နေကြသလဲလို့ဆိုရင်အပယ်လေးပုံမှာပျော်မွေ့တယ်ပျော်မွေ့တယ်ဆိုတဲ့နေရာမှာကျင့်တတ်လို့ပျော်မွေ့တာလည်းရှိတယ်အဖြစ်များလို့ပျော်မွေ့တာလည်းရှိတယ်နော်ငရဲဆိုတာတော့ပြောစရာပုံမဟုတ်တော့လေလူတွေဟာ
မကောင်းမှုဒုစရိုက်တွေတဲ့ပျော်မွေ့ခြင်းဟာငရဲ၌ပျော်မွေ့ခြင်းပဲဖြစ်တယ်ပေါ့လောကလူတွေကြည့်ကောင်းတာလုပ်ဖို့လွန်ခဲနေမကောင်းတာလုပ်ဖို့လွန်လွယ်တယ်အယက်သေးစားတောက်စားမူးယူဖို့ရခက်လွယ်ကူတယ်လို့ပဲအဲ့ဒါမှမကောင်းတဲ့ဘက်ကိုဆိုလို့ရှိရင်နှစ်ခါသုံးခါမစည်းရုံးရဘူးအားလုံးလွယ်လွယ်ကူကူနဲ့ဖြစ်ကြကောင်းတဲ့ဘက်ဆိုတာတော့အတော်ကိုမိမိတို့ကိုယ်တိုင်ကလည်းဘဝတန်တရားကပါလာတဲ့အကျင့်စရိုက်ကလေးတွေကြောင့်ပဲဖြစ်စေအပေါင်းအသင်းကောင်းလို့ရဲ့ကောင်းမှုကြောင့်ပဲဖြစ်စေကောင်းတဲ့ဘဝကိုရောက်ရှိလာတယ်ဆိုအလွန်နည်းတယ်လို့ပြောဒါကြောင့်မို့တတ္တလောကကြီးကိုဆင်ခြင်သုံးသပ်ကြည့်တဲ့ပုဂ္ဂိုလ်တွေကပမတ္တသသနာမစတ္တရောအပယတကခေဟသရိတာကိုယ်ဘဝလေးကိုရစ်မှုပြီးတော့ကျင့်တတ်နေတဲ့ပုဂ္ဂိုလ်တွေဒီတဲ့တိုးတက်အောင်ကောင်းတဲ့လုပ်တွေလုပ်ဖို့မေ့နေတဲ့ပုဂ္ဂိုလ်တွေဟာအများအားဖြင့်အပယ်လေးပုံမှာသူတို့ရဲ့ကိုယ်ပိုင်အိမ်ခေဟာတွေနဲ့အလားတူတူတယ်လို့အဲ့တော့လူတွေရဲ့အဖြစ်များအနေများကျင်ဒီကျဆန်းမှုများတာအပယ်လေးပုံပဲဖြစ်တယ်လူပုံရောက်တယ်ဆိုတာတစ်ခါတည်းရောက်တာနတ်ပြည်ရောက်တယ်ဆိုတာတစ်ခါဆယ်ခါတစ်ခါရောက်တယ်အဲ့လိုရောက်လာတဲ့အချိန်လေးမှာစိတ်ကောင်းနှလုံးကောင်းလေးတွေမွေးမိလို့အခြေအနေကပေးလို့ကုသိုလ်ကောင်းမှုလေးတွေလုပ်ပြီးလိုက်လို့ရှိရင်ဘဝဟာမြင့်တက်သွားနိုင်တာဖြစ်တယ်လူဖြစ်ပြန်တော့လေလူတွေဟာလူဖြစ်ပြန်တော့လေကျမ်းကျမ်းမာမာနဲ့အသက်ရှိလို့စီးတဲ့ဥစ္စာတွေနဲ့ပြည့်စုံလို့စာဝတ်နေအဆင်ပြေလို့ဆိုတာမျိုးရတယ်ဖြစ်တော့ဖြစ်ခဲ့အဆင်ပြေတဲ့ပုဂ္ဂိုလ်အဆင်ပြေတဲ့ပုဂ္ဂိုလ်တွေမှာတောင်မှပဲရမယံခချမရေးချွတ်တဲ့တာပဲဖြစ်စေတစုံတစ်ခုကြောင့်ဆင်းရဲဒုက္ခတွေဆိုတာလူဘဝလူခန္ဓာရထားတဲ့ပုဂ္ဂိုလ်တွေကြုံတွေ့ကြတယ်သူများဘဝတွေမကြည့်နဲ့ကိုယ်ဘဝကိုကြည့်လိုက်မွေးဖွားလာတဲ့အချိန်မှာကျမ်းမာရေးကိစ္စနဲ့နော်တိုင်းဆေးပဲဖြစ်စေအနောက်တိုင်းဆေးပဲဖြစ်စေကုသမှုခံယူရတဲ့အချိန်မှဘယ်လောက်ရှိသလဲကိုယ့်အကိုစဉ်းစားပြီးကြည့်ရမှာဖြစ်တယ်ကုသမှုမခံရလို့ထာဝရကျမ်းမာသွားတဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားဆိုရှိပါသို့တော့အ ਨੇ စုပဲဖြစ်ဆေးရုံဆေးကနေသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျမ်းမာတဲ့လူမှရှိသေးရဲ့လားလို့တောင်ထင်ရလောက်အောင်ဆေးရုံဆေးကနေမှလည်းများတယ်အခြားပုဂ္ဂိုလ်တွေအကြောင်းတော့မသိဘူးဘုန်းကြီးတို့ကိုယ်ဘဝကိုပြန်စမ်းစစ်ကြည့်မယ်ဆိုလို့ရှိရင်ငယ်စဉ်ကာလကအလွန်မဲ့ယောဂထူပြောခဲ့တာတစ်နှစ်ကို2ကြိမ်3ကြိမ်ဖြားတယ်တစ်ခါဖြားရင်လာချီကြတယ်နော်လာချီကြမသေးလို့ဒီအချိန်ထိရောက်ဒီအချိန်ထိရောက်လာတဲ့ဆိုတဲ့မှာအခုဆရာကြီးဒေါက်တာဦးသာတော်ရဲ့ခြေစူးတွေလည်းပါတယ်လို့ပြောဘုန်းကြီးတို့1320ပြည့်နှစ်မှာသူဘောရယုံကျောင်းရောက်ရှိလာတဲ့အချိန်နေမကောင်းထိုင်ဝိသဖြစ်တိုင်းဒေါက်တာသာရောနဲ့ပဲကုတာများတယ်အဲ့တုန်းနော်သူပဲလာကုပေးတာဆရာကြီးကုလို့ရှိရင်တော့ဆေးတစ်ခါလောက်ထိုးလိုက်တာနဲ့ပျောက်သွားတာများသူနဲ့ထိုးရင်2ခါထိုးရတယ်လို့မရှိဘာဆေးထိုးတယ်တော့မသိဘူးပေါ့နေမကောင်းထိုင်ဝိသရှိရင်သူကုသွားရင်ပျောက်သွားအဲ့တော့ဆရာကြီးရဲ့ကျေးဇူးတွေရှိတယ်ပေါ့ခုလို့ဆရာကြီးကွယ်လွန်သွားတာဟာနှစ်20တောင်ရှိသွားပြီဆိုနှစ်ပေါင်းတော်တော်ကြာသွားတယ်ဘုန်းကြီးတို့အရွယ်ရောက်လာတဲ့အချိန်မှာဆရာကြီးကစာပေစိတ်ဝင်စားတယ်စိတ်ဝင်စားပြီးတော့ဂျပန်ကိုသွားပြီးတော့ပါဠိဆရာလုပ်ဖို့လေစိတ်ကူးရှိတော့ဘုန်းကြီးတို့စီလာပြီးတရား8ဆောင်
လာတင်သွားဘူးလေအဲ့ဒါအကုန်လုံးဘုန်းကြီးကပါဇက်ကပြောသင်ပေးတာတွေအကုန်သူလေရေးကလည်းတွတ်တွတ်နဲ့အကုန်ရေးမှတ်သွားတာသူလေရေးမှုတွေရှိကောင်းရှိအောင်မလားမသိဘူးနော်သူဘောရကသရာဆိုတဲ့သရာကျမ်းစာအုပ်အခန်း၈ခန်းရှိတဲ့ထဲမှာနံပါတ်1အခန်းကနေစပြီး၈ခန်းလုံးပြည့်သည့်ထိအောင်သူ့ကိုရှင်းလင်းနေ့စဉ်လာပြီးတော့သူသင်တယ်သူလည်းအသက်အရွယ်ရလာတဲ့အချိန်ဒါသင်အဲ့လိုဆရာကြီးနဲ့ကဘုန်းဘုန်းတို့ကရှင်းနှီးနှီးသူ့ရဲ့ခြေဆုတရားတွေကလည်းရှိနော်ကျမကြီးချိုးတဲ့တိုင်းသူစိတ်ကူပေးခဲ့တာသူရှိနေတဲ့အချိန်အေးအမတ်တရအခုလိုတရားပွဲကျင်းပပြီးဆရာကြီးကိုကုသိုလ်ကောင်းမှုမြတ်တမ်းနေပေးဝေကြတဲ့မိသားစုတာဝန်ကျေတဲ့လုပ်ရတစ်ခုဖြစ်ဆောင်ရွက်ကြတာပဲလို့အဲ့တော့လူလောကရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာအခုလိုပဲဘဝဒုက္ခခန္ဓာဒုက္ခဆိုခံစားကြရမကြမ်းမမာတဲ့အခါစေဝါကုသမှုခံကြရတယ်အလွန်ဆိုးဝါးလာလို့ချုပ်ပုဂ္ဂိုလ်များတွေကုသလို့မရတဲ့ယောဂဝေဒနာနဲ့တက်တမ်းမစေခင်သိဆုံးသွားကြရတာတွေလည်းအများကြီးတက်တမ်းစိတ်မှသိကြရတာတွေလည်းရှိအဲ့တော့ဘဝဆိုတာဟာရရှိလာတဲ့အချိန်လေးမှာအိုခြင်းဆင်းရဲဆိုတာကတော့ရှောင်လွှဲလို့မရဘူးနာခြင်းဆင်းရဲဆိုတာယမယံခါကုမလို့ရသိခြင်းဆင်းရဲဆိုတာလည်းရှောင်လွှဲလို့မရဘူးကုသလို့မရဘူးယောဂဝေဒနာသာလင်ကုသလို့ရပြီးတော့အိုခြင်းနဲ့သိခြင်းဆိုတာတော့ဆေးမရှိတဲ့ယောဂဝေဒနာမျိုးတွေသာလင်ဖြစ်တယ်နော်အဲကြောင့်မို့လူဘဝဆိုတာဟာဒီနုပြိုနေသမျှနုပြိုနေခြင်းဟာအိုမင်းရင်းရော်ခြင်းမှဆုံးတတ်တယ်ကျမ်းမာခြင်းဟာလည်းယောဂဝေဒနာဖြစ်ခြင်းမှဆုံးတတ်တယ်အသက်စီဝိတအသက်ရှင်နေခြင်းဟာလည်းပဲသိဆုံးခြင်းမှာပဲဆုံးတတ်တယ်ဆိုရင်အလုံးဟာဏိဂုံးရှိတာချင်းဘဝခရီးမှာအလုံးဏိဂုံးရှိကြတာအဲ့ဒီဏိဂုံးမချုပ်ခင်လေးမှာခွန်ကြီးတို့တွေဘာလုပ်ဖို့လိုတယ်လဲဆိုတာအရေးကြီးဆုံးပဲပေါ့နော်ကောင်းတာတွေလုပ်ဖို့အမှန်တမ်းအရေးကြီးကောင်းတာတွေလုပ်ဖို့ကဘယ်ကစပြီးတော့ကောင်းအောင်လုပ်ရမလဲလို့ဆိုစိတ်နေသဘောထားကစပြီးပြင်ရမှာဖြစ်တယ်လောကလူတွေဟာကိုယ်ရုပ်ကိုယ်တော့မလှလှအောင်ပြင်ကြတယ်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်နိုင်ငံခြားတွေသွားပြီးတော့ plastic surgery တို့ဘာလို့လဲခွဲစိတ်ကုသပြီးပုံပန်းတန်တန်အမျိုးမျိုးပြောင်းဝေကြီးကြီးကြလုပ်ပြီးမျက်လုံးမှေးတဲ့လူကမျက်လုံးလေးပြူလောင်လုပ်တယ်နှုတ်ခမ်းထောနေတဲ့လူကနှုတ်ခမ်းလေးလှသွားအောင်ပြင်အယုတ်ဆုံးလုပ်ကြတယ်ရုပ်ချတာနော်အဲ့တော့အဲ့ဒီရုပ်ရဲ့လှပမှုဟာလူဘဝအတွက်အကျိုးဖြစ်ထွန်းမှုရှိသလားဆိုထိုက်တဲ့လောက်တော့ရှိပါတယ်ရုပ်လေးလှတဲ့အခါကျတော့သူများကလှတယ်လို့ချီးမွမ်းခံရတာလေးရယ်မအိုခင်လေးမှတော့ကျင့်တတ်မှုလေးရယ်ဒါတော့ရမှာပေါ့နော်သို့တော့လောက်ပဲပြင်ထားကိုမင်းရင်ရော်သွားပြီဆိုလို့ရှိရင်တော့ပြင်လို့မရတော့ပါဘူးနောက်ဆုံးဟာနှစ်ပေါင်းကြာလာပြီဆိုတဲ့အခါမှာကိုမင်းရင်ရော်ခြင်းကလူရဲ့ခန္ဓာကိုယ်ရဲ့နုပြိုမှုတွေကိုအလုံးဖျက်ဆီးပြလိုက်တဲ့အခါမအိုအောင်ဆိုပြီးတော့လို့မရရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာပဲဒါတော့မှနိုင်ငံခြားတိုင်းပြည်တွေမှာဆိုရင်ပရေတွန့်ရင်မတွန့်အောင်ဘိုးတောက်ဆွဲဆေးထိုးကြတယ်နော်သို့တော့ရလာလို့ဆိုတော့နောက်ဆုံးကြတော့လေအရှုံးပေးလိုက်ရတာပါပဲ။အိုခြင်းတရားကိုလည်းအရှုံးပေးလိုက်ရတယ်။နာခြင်းတရားကိုလည်းနောက်ဆုံးမှတော့အရှုံးပေးကြရတယ်။သေခြင်းတရားကိုလည်းအဆုံးပေးကြရတာဖြစ်တယ်။ဒါကြောင့်တို့တွေဟာမအိုမီမနာမီ
မသေးမီသက်ရှိထင်ရှားကျမ်းမာနေတဲ့အချိန်လေးမှာတို့ဘာကိုကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်ကြလဲဆိုရင်အများကြီးထိမ့်သိမ်းဆောက်ရှောက်ဆရာမလို့ကိုယ်စိတ်ကိုပဲထိမ့်သိမ်းဆောက်ရှောက်ဒါဖြင့်ကိုယ်စိတ်ကိုဘယ်လိုထိမ့်ကြမလဲလို့ဆိုလို့ရှိရင်ငါရဲ့နဲ့မှာသူတော်ဘာကိုမုန်းတဲ့အမုန်းစိတ်တွေရှိနေသလားအရင်ချက်ကလို့ကိုယ့်ရဲ့နဲ့မှာနော်မုန်းတာတွေရှိသလားကိုယ့်ရဲ့နဲ့မှာတန်ရောစဉ်တွေရှိနေသလားဒီတစ်ခုစဉ်းစားကြည့်အဲ့တော့တန်ရောစဉ်ရှိတာကိုထားလိုက်မုန်းတဲ့စိတ်ရှိသလားရံညို့အတေးအမှတ်တွေရှိသလားရှိပြီဆိုလို့ရှိရင်ဆေးတောက်ဖို့လိုလာပြီနော်ဘာဆေးတောက်ရမလဲလို့ဆိုရင်ရသော်ဗျာဟောကြားတဲ့မေတ္တာဘာဝနာဆိုဆေးကိုတောက်မေတ္တာဘာဝနာဆိုတာယင်တွေကအမုန်းတရားပျောက်အောင်ကိုယ်တဏ္ဍမှာပွားများအထောက်အမယ်တရားပဲဖြစ်တယ်လေ့ကျင့်ပေးလို့ရှိရင်ရတယ်လေ့ကျင့်မှုဒါဖြင့်ဘယ်လိုလေ့ကျင့်မလို့ဆိုလို့ရှိရင်မေတ္တာလေ့ကျင့်နေကတော့ပထမဆုံးမေတ္တာဘာဝနာပွားတော့မယ်ဆိုလို့ရှိရင်သမာဓိရအောင်ပွားတဲ့နေရာတစ်မျိုးကုသိုလ်ဖြစ်အောင်ပွားတဲ့နေရာတစ်မျိုးကုသိုလ်ဖြစ်အောင်ပွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေမှန်သမျှစိတ်ထဲပေါ်လာတဲ့မျက်နှာပဲဖြစ်စေကိုယ်နဲ့ရင်ဆိုင်တွေ့တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအလေးအကျင့်လေးတစ်ခုလို့မြင်လိုက်တာနဲ့ဩချမ်းသာပါစေစိတ်နှလုံးအေးချမ်းပါစေဆိုစိတ်ကလေးနဲ့သူ့ပေါ်စိတ်ရောက်လိုက်ဖို့လမ်းတွေ့တာသိသည်ဖြစ်စေမသိသည်ဖြစ်စေတရိစ္ဆာန်တစ်ကောင်တွေ့ရင်လည်းပဲဩသူ့ဘဝသူပျော်ရွှင်ပါစေဆိုတာလေးစိတ်ကလေးပဲအဲ့ဒီစိတ်ကလေးကိုမွေးလိုက်မယ်တတ္တလောကကြီးတစ်ခုလုံးဘယ်သူမှမတွေ့ဘူးဆိုရင်စိတ်ကူးထဲမှာကိုယ်ပဝန်းကျင်ကသတ္တဝါတွေကိုတွေးပြီးတော့အားလုံးအဆင်ပြေကြပါစေအဲ့ဒီလိုမွေးနိုင်အောင်ဘယ်လိုစိတ်ထားမှာကိုယ့်ကိုအရင်ကဲခတ်ကြည့်ငါဘာဖြစ်ခြင်းငါချမ်းသာခြင်းနဲ့ဘဝမှာအဆင်ပြေခြင်းနဲ့အေးသတ္တဝါတွေမှန်သမျှအားလုံးငါနေတူချမ်းသာခြင်းရတယ်အဆင်ပြေခြင်းရတယ်သူတို့ငါချမ်းသာခြင်းသလိုသူတို့လည်းချမ်းသာမှုရကြပါစေဆိုစိတ်လေးနဲ့မွေးအဲ့ဒါကအားလုံးကုသိုလ်ရောက်အောင်အမုန်းတရားကိုရင်ထဲမှာထုတ်ပစ်ဖို့ပွားတဲ့နေ့တစ်နေ့ပဲနော်အဲ့ဒါလိုမေတ္တာပွားလိုက်လို့ရှိရင်ကိုယ်နဲ့မတည့်တဲ့လူနဲ့ဘွားကနေတွေ့ကျင်တယ်တွေ့မယ်အဲ့တော့တဲ့သူမတဲ့သူဆိုတာမစင်စားတော့ပဲနဲ့အဆင်ပြေပါစေချမ်းသာပါစေဆိုစိတ်ကိုအရင်ဥအောင်ကိုကအုပ်ထားပြီးထက်အဲ့ဒါလိုလောက်ပါများလို့ရှိရင်ကိုယ့်ရဲ့တတိတရားဟာမေတ္တာနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာမှာဖြစ်တယ်အဲ့ဒါလိုမလေ့ကျင့်ဘူးဆိုလို့ရှိရင်မုန်းစရာတွေးလိုက်တာနဲ့အမုန်းစိတ်တွေကပွားလာတယ်ဘယ်တော့ငါဘာလုပ်ခဲ့တယ်ဘယ်တော့ငါကိုစော်ကားတယ်စသဖြင့်တွေးလေအမုန်းတရားတွေကကြီးထွားလာနေတယ်ဖြစ်တယ်ဒါကြောင့်မို့မေတ္တာကိုယင်ထဲမှာပွားများအထောက်ခြင်းဖြင့်ယင်ထဲမှာရှိတဲ့အမုန်းတရားကိုဖယ်ရှားပစ်ဖို့လိုအပ်တယ်ဇံရအောင်သမာဓိဖြစ်အောင်ပွားနေကြတော့ဘယ်လိုပွားရမလဲအမျိုးသားအမျိုးသမီးဟာကိုယ်နဲ့မိတ်ဆွေတွေရှိကြတယ်အခင်မင်ဆုံးမိတ်ဆွေရှိသူ့ရဲ့ဓာတ်ပုံလေးကိုကြည့်ပြီးဖြစ်စေသူ့မျက်နှာကိုစိတ်ကူးနဲ့ကြည့်ပြီးဖြစ်စေယောက်ျားဆိုရင်ယောက်ျားတငယ်ချင်းအမျိုးသားဆိုရင်အမျိုးသားတငယ်ချင်းအမျိုးသမီးဆိုအမျိုးသမီးတငယ်ချင်းပေါ့အဲ့ဒါလို့ဘာဖြစ်လို့ဒီလိုပထမရွေးချယ်ရတယ်လဲလို့ဆိုလို့ရှိရင်စိတ်ဆိုတာပြောင်းသွားတယ်အမျိုးသမီးတငယ်ချင်းကိုမေတ္တာပွားမယ်ဆိုရင်မေတ္တာကိုဘောင်ကျော်ပြီးတော့တဏှာဖြစ်သွားတယ်အမျိုးသမီးကလည်းအမျိုးသားတငယ်ချင်းကိုမေတ္တာဘာဝနာပွားမယ်ဆိုရင်အလွန်နီးစပ်တဲ့အတွက်ကြောင့်မေတ္တာနဲ့ရာဂအလွန်နီးစပ်တဲ့အတွက်ကြောင့်ဘောင်ကျော်ပြီးတော့တဏှာပဲကူးသွားတယ်အဲ့ဒါကြောင့်မလို့မျိုးသားဆိုရင်မျိုးသားချင်းမျိုးသမီးဆိုမျိုးသမီးချင်းမိတ်ဆွေချင်းချင်းရဲ့မျက်နှာကိုကြည့်ပြီးချမ်းသာပါစေဆိုစိတ်တွေပွားနေညပွားပါများတဲ့အခါကျတော့သွားလေသူနဲ့အတူစားလေသူနဲ့အတူစိတ်ထဲမှာဆွဲထင်နေအောင်ပွားရမယ်နော်အဲ့ဒီတိုင်းတာထီအောင်ပွားအိတ်လေသူနဲ့အတူပဲ
ဘယ်တော့သူ့မျက်နှာကိုမြင်အောင်နေတယ်ဆိုအဆင့်ထိအောင်ပွားအဲ့ဒါလို့ပွားပြီဆိုတဲ့အခါကျမေတ္တာအခြေခိုင်းလာပြီဆိုရင်နောက်တစ်ယောက်ကိုရွှေ့ကြည့်နောက်တစ်ယောက်ဆိုတာကိုမသိတဲ့လူတစ်ယောက်ပေါ်မှာရွှေ့လိုက်လို့ရှိရင်ကိုမေတ္တာဟာအလွယ်တကူမိတ်ဆွေပေါ်မှာဖြစ်တယ်လို့လွယ်တကူဖြစ်သွားပြီဆိုရင်အဲ့ဒီပေါ်မှာလည်းခိုင်မာအောင်ကြိုးစားပြီးတဲ့အခါမှာနောက်တစ်ယောက်ရွှေ့ဖို့လိုတယ်ဘယ်သူပေါ်မှာရွှေ့မလို့ကိုနဲ့မတည့်တဲ့မုန်းတဲ့လူပေါ်မှာရွှေ့ကြည့်လိုက်လို့အမုန်းစိတ်ပေါ်ပြီဆိုရင်နောက်ပြန်ဆုပ်ပြီးတော့ကိုမေတ္တာကိုခိုင်အောင်ပြန်လုပ်ပြီးမှသူ့ကိုတစ်ခါပြန်ကြည့်နောက်ဆုံးမှအမုန်းစိတ်လုံးဝမပေါ်တော့ဘူးဆိုလို့ရှိရင်ဒါအောင်မြင်သွားပြီလို့ခေါ်တယ်အဆင့်လိုက်အဲ့ဒါလို့ကြိုးစားတော့ဒါဇံရအောင်ကုသိုလ်ရအောင်လုပ်တယ်အဲ့တော့ကိုယ့်ရင်ထဲမှာရှိတဲ့အမုန်းတရားကိုဘယ်နည်းနဲ့ပဲရှင်းမေတ္တာဘာဝနာပွားပြီးတော့ရှင်းခြင်းဟာဒါမှန်ကန်တဲ့နိလန်တကူအဲ့ဒါလို့မေတ္တာထားပြီးဆိုလို့ရှိရင်လူတွေမှာအကျဉ်းတရားဖြစ်ဖို့လည်းမခဲရင်တော့ဘူးမုဒိတာပွားဖို့ရလည်းမခဲရင်တော့ဘူးသိခံဖို့ခွင့်လွှတ်ဖို့ဆိုတာလည်းမခဲရင်တော့ဒါကြောင့်မို့မေတ္တာကိုအရင်အခြေခံရမယ်လို့ဆိုမေတ္တာအခြေခံခိုင်မာသွားတာနဲ့တပြိုင်နက်ကရုဏာတို့မုဒိတာတို့ဝိခါတို့ဖြစ်လာကိုယ်စိတ်လေးကိုအဲ့ဒီကနေစတင်အခြေခံပွားများအထုတ်ပြီးကိုယ်ကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်ရဲ့ကောင်းကျိုးချမ်းသာကိုတစ်ခုခုကိုလှုပ်လာသူရဲ့အကျိုးပြုလုပ်ငန်းတွေလှုပ်လာတယ်အကျိုးပြုလုပ်ငန်းဆိုတာကုညီထောက်ပံ့တဲ့ဒါနပဲဖြစ်စေသူ့ကိုထိခိုက်နစ်နာအောင်မလုပ်တဲ့သီလပဲဖြစ်စေဒါနနဲ့သီလဒီနှစ်ခုကြိုးစားအထောက်လိုက်မယ်ဆိုလို့ရှိရင်ဘဝမှာအလွန်အစင်းမြင့်တဲ့အနေအထားမျိုးတစ်ခုရောက်သွားတယ်ဒါဗုဒ္ဓဘာသာတို့ကျင့်ရမယ်ကျင့်စဉ်အစစ်ပဲနော်နေ့စဉ်ဒီကိုယ်ဘဝမှာနေရင်ထိုင်ရင်နဲ့ကုသိုလ်ရဒီကုသိုလ်ဟာအလွန်ကြီးမားတဲ့ကုသိုလ်တစ်ခုပဲအေးဘုရားတေမကြောင်းဆောင်မှအလှကြီးပေးမှကုသိုလ်ကောင်းမှုမဟုတ်ဘူးနေ့စဉ်ဘဝမှာအခုလိုအမုန်းတရားကင်းအောင်ကြိုးစားနေခြင်းဟာကျောင်းကြီးတစ်ဆောင်ဆောက်ရတာတဲ့တန်ဖိုးကြီးတယ်လို့မြတ်စွာဘုရားဟောထားတာနော်တရဏဂုံသီလစောင့်တည်ပြီးတော့တရဏဂုံသီလစောင့်တည်ရတာတဲ့ဟောဒီမေတ္တာဘာဝနာပွားတာပို့ပြီးတော့အကျိုးကြီးတယ်လို့မြတ်စွာဘုရားဟောတယ်ဒါကြောင့်မေတ္တာဘာဝနာပွားရတာစပြီးတော့ကိုယ့်ရဲ့အခြေခံစိတ်ဓာတ်တွေကိုပြုပြင်ထိမ့်သိမ့်ပေးခြင်းအပြင်ဒီဘဝတဲ့အောက်တမ်းမကျတဲ့ဘဝမျိုးမျောလင့်နိုင်သွားတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ဒီဘဝမှာမေ့လျော့လျော့နေပြီးလှုပ်ချင်တာတွေလှုပ်ပြောချင်တာတွေပြောပြီးဘဝမှာဆုံးသက်သွားပြီဆိုရင်တော့ဒီတဲ့ကောင်းတဲ့ဘဝရလာဖို့ဆိုတာမျောလင့်လို့မရတော့ဘူးပေါ့အေးဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့ဆုံးမကိုနာခံမှတ်သားကြရတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ကိုယ့်ဘဝကိုယ့်အရေးတဲ့အရေးကြီးတာမရှိမလဲဒါအရေးကြီးဆုံးပဲနော်ကိုယ့်ဘဝဖြောင့်တန်းဖို့ရအတွက်မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြည့်စုံတရားအခြေခံပြီးဒါနကောင်းမှုလုပ်တယ်သီလလုပ်စောင့်တည်တယ်ဆိုတဲ့ဒီကုသိုလ်ကောင်းမှုတွေပွားများအထောက်ခြင်းအပြင်နိဗ္ဗာန်ကိုမရောက်သေးတော့လည်းပဲဘဝတန်တရားမှာကောင်းတဲ့ဘုံဘဝတွေကိုရောက်နိုင်တယ်လို့သူတို့ဆိုတယ်ဒါကြောင့်မို့ဒီနေ့ဒီမထေရမြတ်တို့ရဲ့မတ္တယစကားပြောတဲ့မထေရမြတ်ရဲ့ဘဝခရီးကိုကြည့်ချင်အောင်နော်ဘဝခရီးကိုကြည့်သူဟာသူ့ဘဝဘယ်ချိန်ကစပြီးတော့မှတ်တမ်းဝင်လာတယ်လဲဆိုရင်ဒီကဘာကနေပြီးပြန်ပြီးနောက်ဆုတ်ကြည့်လိုက်တဲ့အခါမှာ60နဲ့တကဘာမြောက်ပြီးခဲ့တဲ့ကဘာတွေက60တကဘာမြောက်မှာဒီဝိပဿတိဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူတယ်အဲ့ဒီဝိပဿတိမြတ်စွာဘုရားပွင့်တဲ့အခါကံအားလျော်စွာသူလူလာဖြစ်တယ်လူဘဝရောက်လို့ဘုရားနဲ့ဆုံတွေ့တယ်ဆုံတွေ့တဲ့အခါမှာသူဘာလုပ်လဲဆိုရင်မြတ်စွာဘုရားကိုတွေ့တဲ့အခါမှာတည်ခြင်း၅ပါးဖြင့်ရှိခိုးတယ်ထီခြင်း၅ပါးလို့လည်းပြောကြတယ်အမှန်ကတော့
ကျမ်းပေါ်မှာဒီရှ िख ိုးတဲ့ possession ပေါ့ရှ िख ိုးတဲ့အနေအထားဟာနော်ဒီဒုနှစ်ဖက်ခြေပြားအထိတတောင်ကနေပြီးတော့လက်ဖြားအထိနှစ်ဖက်လေးဘက်နှစ်ဖူးငါးဘက်အဲ့ဒီဖြည့်ချင်း၅မျိုးတော့တီးချင်း၅မျိုးနဲ့ပုံစံတီးနေတဲ့ပုံစံမျိုးနဲ့မြတ်စွာဘုရားကိုလေးလေးစားစားရှ िख ိုးပြီးတော့ပန်းနေနဲ့ပူဇော်ခဲ့တယ်ဒါသူ့ရဲ့ဘဝမှာသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုနော်အဲ့တော့ဒီခွင့်ရေးဟာဘုန်းကြီးတို့တွေနဲ့ရတယ်တတော်တရားဘုရားမတွေ့ရပြီပဲလို့ဆင်းတုတော်ရွဘွားတော်ဆင်းတုတော်စေတီပထိုးတော်တွေမြတ်စွာဘုရားရဲ့တတ်တော်မူတော်ဒါတွေကိုအာယုံပြုပြီးတော့အခုလို့ပူဇော်လှူဒန်းကြမယ်ဆိုရင်ဒီကုသိုလ်မျိုးရနိုင်တာပေါ့နော်အဲ့ဒါလို့ပိဋိသောမနတနဲ့ခြေနှက်အားရမှုဖြစ်သွားတဲ့ဒီကုသိုလ်ကောင်းမှုကြောင့်သူဟာဒီကုသိုလ်ကြောင့်ဘဝဆက်တိုင်းအစဉ်ပြေလို့လူဖြစ်တိုင်းကုသိုလ်ကောင်းမှုတွေကိုဆက်လက်လုပ်သွားကြတယ်နောက်ဆုံးမှာ61ကဘာခရီးကိုဖြတ်တန်းပြီးတော့ဒီကဘာရောက်လာတဲ့အခါမှာဂေါရမဗုဒ္ဓပွင့်တဲ့အချိန်ရာဇဂုပြေမှာသူတထေသလာဖြစ်တယ်အဲ့တော့တထေသလာဖြစ်တော့ထုံးစံတိုင်းပေါ့ဘဝမှာအစဉ်တပြေနေချထိုင်ကြဒီလိုနေရပေါ့နော်အဲ့တော့တရက်တော့သူ့အကြုံအတွေ့အကြုံတစ်ခုဘာတွေ့ရလဲဆိုဒါမျိုးကဘဝမှာအတွေ့အကြုံဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပေါ်လာတယ်မထိန်မှုကျွလွန်တဲ့ဒီအပြစ်သားတစ်ယောက်ကိုဘုရင်ကမြို့မှာလှည့်ပြီးတော့အပြစ်ထံပေးတာအဲ့ဒါကိုသူကိုယ်တိုင်တွေ့နေရတယ်နော်အခုခေတ်မှာလည်းရှိတယ်နော်တချို့နိုင်ငံတွေမှာချိန်ထံပေးတာတို့ပါတော့အဲ့ဒါလို့ပြစ်ထံနေပေးတာတွေဟာအမျိုးစုံဖြစ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း2600တုန်းကလည်းပဲဘုရင်တွေရဲ့ပြစ်ထံပေးမှုဟာအမြဲတမ်းကြောက်စရာကောင်းတယ်တလုံးကကြားလိုက်ကြမှာပေါ့မြောက်ကိုရီးယားမှာခွေးစာကျွေးတယ်ဆိုတာအဲ့ဒီလိုပြစ်ဒဏ်ပေးတာရှေးတုန်းကရောရှိတာဆိုရှိစာထဲမှာပါတယ်သူတခေဟိပိခါတာပင်တေမြင်မနှိပ်စက်တဲ့ပြစ်ဒဏ်ပေးတဲ့စနစ်ထဲမှာခွေးတွေအစာငတ်ခံထားပြီးတော့အကြိုက်တန်တဲ့ခွေးတွေကြားထဲမှာပြစ်ချခွေးကြိုက်ခွေးရဲ့အစာကျွေးပြအရှင်လန်းလတ်ခွေးစာကျွေးပြတယ်ဆိုတာရှိအဲ့ဒါလိုပဲချင်းသေးစာကျွေးတာတို့ကြားစာကျွေးတာတို့ဆိုတာတွေကလည်းလူသမိုင်းမှာရှိတယ်နော်နောက်ကတာဟိပိတာလင်တီချိန်နဲ့ရိုက်တယ်ဆိုတာရောရှေ့ကရှိလားဆိုရှိအဲ့ဒီချိန်နဲ့ရိုက်တာခဏခေတ်တည်းအောင်နော်စင်ကာပူတို့အင်ဒိုနီးရှားတို့မလေးရှားတို့မှာဆိုချိန်တန်ပေးတာရှိတော့မယ်ခဏတည်းအဲ့ဒါလို့ပြစ်မှုတွေကျူးလွန်တဲ့ပုဂ္ဂိုလ်ကိုပေးတဲ့ဓာတ်နေရနောက်တစ်ခါတချို့ဒေသတွေမှာတချို့နိုင်ငံတွေမှာဆိုရင်လက်ဖြတ်တယ်ခြေဖြတ်တယ်လက်ခြေဖြတ်တယ်နှာခေါင်းဖြတ်တယ်နားဖြတ်တယ်ဆိုတာအဲ့ဒီလိုပြစ်ဒဏ်ပေးတာတွေလည်းရှိတယ်အခုလိုဒီပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်ကိုပြစ်ဒဏ်ပေးနေတာကိုသူကိုယ်တိုင်ဒီတထေသဟာမြင်လိုက်ရတဲ့အခါမှာစိုးရိမ်ထိတ်လန့်ပြီးတော့တာဝေကဖြစ်သွားတယ်။အော်ဓမ္မကြောက်စရာကောင်းတာပါလား။လောကမှာလူဘဝတည်းမဲ့မကောင်းတာလုပ်ရင်ဒီလိုခံရတာပါလားဆိုတာကိုသူဟာကြောက်လန့်ပြီးတော့နောက်ဆုံးမှာမြတ်စွာဘုရားကြောင်းသွားတယ်တရားနာတယ်နောက်ပိုင်းကျတော့သာသနာပေါ်ဝင်ပြီးတော့ယဟန်ပြုတ်လိုက်တယ်။နော်ယဟန်ဝတ်လိုက်တယ်။ရဟဝပြီးတဲ့အခါကျသူ့ရဲ့ပင်ကိုစရိုက်ကဘာစရိုက်တုံးဆိုရင်ရာဂစရိုက်ရှိတယ်လို့ခေါ်တယ်။ရာဂစရိုက်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အကြိုက်
ကိုလည်းစဉ်းစားကြည့်ပေါ့ကိုပါစရာရှိတယ်ရာဂစရာရှိတဲ့ပုဂ္ဂိုလ်ကကိုနေတဲ့အခန်းလေးကိုတတ်တတ်ရရလုပ်တယ်အလှပြင်းတယ်ပန်းအိုးလေးတွေတင်ထားတယ်နော်အဲ့လိုလှလှပပတန်တန်ပြန့်ပြန့်နေတယ်ထိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဝါသနာတွေမကဘူးဇေယိုက်နဲ့ဆိုင်တယ်နော်အဝတ်စားလည်းပဲစမတ်ကြဝတ်တယ်တန်တန်ပြန့်ပြန့်နေတယ်ပန်းမင်းတွေအလှဆိုင်တယ်ပန်းအိုးလေးတွေနဲ့အလှထားတယ်ဆိုတာဟာလူတိုင်းဝါသနာပါတဲ့ကိစ္စမဟုတ်ဘူးရာဂစရိုက်ရှိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီလိုလုပ်တတ်တယ်ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့လိုမဟုတ်ဘူးသွားရင်လည်းဆောင်းဆောင်းအောင်ပြောရင်လည်းပဲပြည့်မရှိဘူးအဲ့ဒီလိုဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကထိတ်ကနေဆိုဒေါသကြီးတယ်အဲ့ဒီလိုတဦးနဲ့တဦးဟာလောကကြီးမှာစရိုက်မတူကြတာပေါ့နော်ဒီယဟန်တော်လေးကတော့သူကတော့ရာဂစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဆိုစိတ်ဓာတ်ကနုညံ့တယ်သူနေတဲ့ကြောင်းပရောမှာတန့်ပြန့်ပြီးတော့ပြင်းပြင်းစင်စင်ဘယ်ရာပဲဖြစ်ဖြစ်တန့်တန့်ပြန့်ပြန့်လုပ်ပြီးတော့သူကနေလေးရှိတယ်အဲ့ဒါနဲ့သူ့ကိုရမဏီယမထေလို့ခေါ်ကြရမဏီယဝိဟာရီမထေရမဏီယဆိုမွေးလျော်ပွဲကောင်းအောင်ပြင်ဆင်ပြီးနေထိုင်လေးရှိသူလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အလှကြိုက်သူပေါ့အဲ့ဒါလို့လူဆိုတာဒါဇယိုက်နဲ့ဆိုင်တယ်ပေါ့အဲ့ဒါလို့အလှပြင်ပြီးတော့အဲ့ဒီဘက်မှာပဲသူကခြေနှက်နေတဲ့ဘဝခြေနှက်နေုံနေမကဘူးသူဟာရဟန်းတော်တွေနဲ့မသိတော့တဲ့အဘတ်ကိုလည်းကျွလွန်မိတယ်အဘတ်တွေကျွလွန်မိတဲ့အခါမှာသူဟာစဉ်းစားမိတယ်ရာဂစရာရှိသည့်အာလျောစွာစိတ်ဖြေတဲ့စိတ်ကိုမထိန်နိုင်လို့ဖြစ်ပေါ်လာတဲ့အကျင့်စရိုက်တွေကြောင့်တိက္ခာပုဒ်တွေကိုကျွလွန်မိတဲ့အခါမှာသူကစဉ်းစားတယ်ဘယ်လိုစဉ်းစားတော့ဆိုငါဟာမြတ်စွာဘုရားရဲ့သာသနာဝင်ပြီးမသိတော့တဲ့အလုပ်တွေလုပ်ပြီးပြီအဲ့တော့ငါဘဝဟာဘုန်းကြီးဘဝနဲ့မတန်ဘူးအိမ်ပြန်ပြီးလူထွက်တာကောင်းတယ်ဆိုစိတ်ဝင်လာအဲ့လိုစိတ်ဝင်စားလာတဲ့အခါမှာအိမ်ပြန်လာခဲ့တယ်လူထွက်တော့မယ်ဆိုပြီးအိမ်ပြန်လာလမ်းရောက်တဲ့အခါမှာကျတော့အရေးကောင်းတဲ့သစ်ပင်တစ်ပင်အောက်မှာသူထိုင်နေသူထိုင်နေတဲ့အချိန်လေးမှာလှဲသမားတွေကုံတယ်တွေနွားလှဲတွေနဲ့သူထိုင်နေတဲ့သစ်ပင်အနီးကနေဖြတ်သွားတော့နွားကြီးတစ်ကောင်ဟာခြေချော်လက်ချော်ဖြစ်ပြီးတော့လဲကျသွားတယ်လဲကထားရင်နဲ့လဲကျသွားအဲ့လိုလဲကျသွားတဲ့အခါမှာအဲ့နွားကြီးကိုလှဲကနေဖြုတ်ရှည်တိုက်အစာကျွေးအပန်းခဏဖြည့်ပြီးတော့လှဲမှပြန်တက်ပြီးတော့မောင်းသွားတဲ့အခါကျတော့ပြန်ကောင်းသွားတယ်ပေါ့နော်အဲ့ဒါကိုသူကြည့်တာဒါထူးဆန်းလာလို့ဆိုမထူးဆန်းဘူးလေနော်ဘာမှမထူးဆန်းဘူးတာမန်ပုဂ္ဂိုလ်တယောက်အတွက်မထူးဆန်းဘာလို့နွားတစ်ကောင်ချော်ပြီးလဲတယ်ချော်လဲရာနေပြီးတော့ဟုတ်လားသူဟာမထနိုင်ဘူးမထနိုင်တဲ့အခါမှာလဲကနေဖြုတ်ပြီးတဲ့အခါကျတော့ရှည်တိုက်တယ်အစာကျွေးတယ်ပန်းဖြေတယ်ပြီးတော့ပြန်ထလာနိုင်တယ်ပြန်ထတာကလက်တက်ပြီးမောင်းသွားတယ်တာမန်အပြင်ဒီဖြစ်ဖြစ်ဟာဘာမှထူးတာမဟုတ်ဘူးသို့တော့သူ့အတွက်ကြတော့သင်ခန်းစာတစ်ခုဖြစ်သွားသူ့ဘဝနဲ့သူကြည့်တာဒီနွားကြီးဟာမတော်တဆချော်လဲသွားချော်လဲပြီးတော့သွားတာအခုပြန်ထပြီးတော့သူ့တောင်ဝန်သူထမ်းဆောင်သွားနိုင်ပြီငါလည်းပဲဘုန်းကြီးဘဝနဲ့မတော်တာတွေလုံးမိတာဒါချော်လဲတာနဲ့တူတူပဲအဲ့တော့ငါလည်းပဲပြုပြင်တဲ့နာတွေပြုပြင်ပြီးတော့ပြန်ပြီးတော့တိဆောက်မယ်ဆိုရင်ရှေ့ခီးဆက်သွားလို့နိဗ္ဗာန်ရောက်သည့်တိုင်အောင်ငါကြက်ကြကြိုးကိုအထုတ်လို့အစဉ်ပြေရမှာပဲလို့ဒါလေးကိုသင်ခန်းစာယူလိုက်တာသင်ခန်းစာဆိုတာယူတတ်လို့ရှိရင်ရတယ်နော်အတွေးပေါ်မှာပဲမူတည်တာဒါလေးကိုဘဝသင်ခန်းစာဖြစ်သူဟာယူပြီးတော့
သစ်ပင်ရဲ့အောက်မှာပဲအခုလိုစဉ်းစားပြီးအိမ်မပြန်တော့ပဲနဲ့ကြောင်းပြန်သွားတယ်ကြောင်းပြန်သွားပြီးတော့ဝိနည်းပြစ်မှုတွေနဲ့ပတ်သက်ပြီးကြွန့်ကျင်လိမ္မာတဲ့ရှင်ဥပါလိထံချင်းကပ်ပြီးတော့ရှင်ဘုရားဒီလိုလှုပ်လို့ရင်ဘာပြစ်မှုဖြစ်လဲအဲ့ဒီပြစ်မှုကိုဘယ်လိုကုစားရတယ်လဲဆိုတာကိုမေးမြန်းပြီးတော့ရှင်ဥပါလိရဲ့အစီအစဉ်နဲ့ကုသလိုက်ပြီးသူသီလကိုသူပြန်ပြီးတော့ restore လုပ်တာပေါ့နော်ပြန်ပြီးတော့သီလကိုဖြူစင်အောင်ကြိုးစားတယ်အဲ့ဒါလက်တတ်ထားတဲ့နွားကြီးချော်လဲရတာပြန်ကောင်းသွားတာကိုသူကြည့်ပြီးတော့သူသီလကိုသူပြန်ပြီးတော့ထိမ့်မှတ်ပေးတာတကယ်တန်ဖိုးရှိတဲ့သူ့အတွက်ဘဝသင်ခန်းစာကြီးဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေလည်းဘာကိုတွေ့ဘာကိုကြားကိုယ့်ဘဝအတွက်မှာဆက်ဟပ်ပြီးစဉ်းစားတတ်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့မှတ်တမဲ့နေလို့ရှိရင်တော့ဒါမျိုးကပေါ်လာမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဘယ်အခါမှအမှတ်တမဲ့မနေဘဲနဲ့ကိုယ့်ဘဝနဲ့ဆက်ဆက်ပြီးကိုယ့်အတွက်ဘဝသင်ခန်းစာတစ်ခုရအောင်ကြိုးစားကြရမှာဖြစ်တယ်အဲ့ဒီလိုသူဟာသီလစင်ကြယ်အောင်လုပ်ပြီးတော့ကမ္မထံကိုဆက်လက်အထောက်လိုက်တာနောက်ဆုံးမှယဟန္တာဖြစ်သွားအဲ့လိုယဟန္တာဖြစ်သွားတဲ့အခါမှာသူပြောတဲ့အမှတ်တရစကားဟာသူ့ဘဝသင်ခန်းစာနဲ့ပတ်သက်ပြီးတော့သူပြောတယ်ဒါကြောင့်မို့ယထာပိဘဒ္ဒောအာဇင်ညောခလိတဝပฏิတိဋ္ဌတိအာဇာနီနွာလာဥဒ္ဒပဝန်ကိုယုံနိုင်တဲ့အင်အားတောင့်တင်းတဲ့နွာလာအာဇာနီကြီးဟာတမိုးကြီးမားတဲ့နွားအာဇာနီကြီးဟာမတော်တဆချော်လဲပြီးပြန်ပြီးတော့ယက်တည်နိုင်ပြီးတာဝန်တွေကိုပြန်ပြီးတော့ထမ်းဆောင်နိုင်တယ်လို့ပဲဧဝံဒသနာတမ္ပဏံသမ္မာသမ္ဗုဒ္ဓသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းအမှန်မြင်ခြင်းလို့ဆိုတဲ့တကယ်စနစ်တကျအပြစ်ကိုအပြစ်လို့မြင်တာအမှန်ပဲအပြစ်ကိုဘယ်လိုကုစားမယ်လို့သိတာအမှန်မြင်တာပဲအပြစ်ကုစားပြီးအပြစ်ကလွတ်ကင်းတာတွေ့ရတာလေအမှန်မြင်ခြင်းပဲအဲ့ဒါလို့လူတိုင်းဆိုတာအပြစ်ကျူးလွန်မှုတာတွေရှိတယ်ရှိတဲ့အပြစ်ပေါ်မှာစိတ်ပြည့်အားငယ်နေဖို့မလိုဘူးအပြစ်ကိုအပြစ်လို့မြင်ခြင်းတရားနိလန်းတိုင်းကုစားခြင်းဖြင့်ဒီအပြစ်ကလွတ်ကင်းနိုင်တာသိချပေါက်ရှိတယ်ပေါ့နော်လွတ်ကင်းသွားနိုင်တယ်အဲ့ဒါလို့လွတ်ကင်းသွားတဲ့နည်းနဲ့မြတ်စွာဘုရားအဆုံးအမအတိုင်းလိုက်နာလို့မှန်ကန်တဲ့အမြင်တွေရပြီးနောက်ဆုံးမှာဘဝကြီးတစ်ခုလုံးကိုသေသေးချာချာရှုမြင်သုံးသပ်နိုင်တဲ့မဲ့ညာအစဉ်စဉ်ရပြီးကိလေသာတွေအလုံးကုန်ဆုံးသွားပြီးနိဗ္ဗာန်ကိုမြင်နိုင်တဲ့အမြင်ထိအောင်ရောက်ရှိသွားတဲ့ပုဂ္ဂိုလ်သူဟာတန်ဖိုးကြီးမားစွာအဲ့ဒီပုဂ္ဂိုလ်အဖြစ်ကိုရရှိသွားပါတယ်ဆိုတာကိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်အဲ့ဒါသူ့ရဲ့အမှတ်တရစကားကိုမှတ်သားနိုင်ယူကြခြင်းဖြစ်တယ်ပေါ့နော်ဒီလိုအမှတ်တရစကားပြောတဲ့မြတ်ဗုဒ္ဓရဲ့လက်ထက်တော်ခါကာလတုန်းကယဟန်တော်ပေါင်းဟာ264ပါးရှိတယ်သူဟာအမှတ်တရစကားပြောတဲ့ထဲမှာ45ပါးမြောက်မထေရမြတ်ရဲ့အမှတ်တရစကားအဲ့တော့သူပြောခြင်းနဲ့အမှတ်တရစကားမျိုးဟာဘယ်သူပဲဖြစ်ဖြစ်တစ်ချိန်တစ်ခါချွတ်ချော်သွားတာပြန်ပြီးတော့ကောင်းအောင်ပြင်လို့ရတယ်ဆိုတာသင်ခန်းစာပဲနော်ကိုပြန်ပြင်ဖို့မမေးကြဖို့သင်ခန်းစာပေးတာပဲဖြစ်တယ်အာဇာနီနွားကြီးတောင်မှပဲမတော်တဆချော်လဲသွားရကနေပြန်ပြီးတော့ထနိုင်အောင်ကြိုးစားရတယ်လို့ပဲငါဟာလည်းပဲအကုသိုလ်အမှုတွေထဲမှာလဲကျသွားတဲ့ပုဂ္ဂိုလ်ဘဝကနေပြီးတော့ပြန်လည်ပြုပြင်လိုက်တာလူကောင်းသူကောင်းအဖြစ်ရောက်ပြီးနောက်ဆုံးမှယဟန္တာထီအောင်ဖြစ်တယ်အေးအယက်သေးစားတောက်စားလို့ဒုစရိုက်သမားဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလည်းဒီဝမ်းနဲ့ကြေကွဲစရာမရှိဘူးကိုပြန်ပြင်လိုက်ရင်လူကောင်းသူကောင်းဖြစ်သွားနိုင်တယ်မူရစ်ဆေးဝါးဆွဲလို့လူစင်မမီအောင်ဖြစ်သွားရင်လည်းပဲဒါတွေကိုပြန်ပြင်ရင်အချိန်မီသေးတယ်လို့ပဲပြောရမှာပဲဖြစ်တယ်ပေါ့နော်အလုံးဟာပြင်ဆင်တာဟာနောက်ကျသွားတာမရှိဘူးတော့မဖြစ်ဘူး
သို့တော့ပြင်ဆင်နိုင်သမျှစောပြီးတော့ပြင်ဆင်နိုင်အောင်ဘဝသင်္ကန်းစာယူဖို့အရေးကြီးတယ်ပေါ့ဒေဝရတ်တို့လိုကောင်းခွင့်ဆိုလို့ရှိရင်တာမီပြားလေးနဲ့ထားပြလောက်အောင်ထောက်ပြလောက်အောင်တောင်မရှိတော့ဘဲနဲ့အားလုံးအမဲရောင်လွှမ်းသွားပြီဆိုရင်တော့တကယ်ကို blacklist ဖြစ်သွားပြီအဲ့ဒီကြရင်တော့အလွယ်တကူနဲ့ပြန်ပြင်လို့တော့ရမှာမဟုတ်တော့ဘူးနော်လွယ်တကူပြန်ပြင်လို့ရမှာမဟုတ်ဘူးမိုက်မားမှုတွေရဲ့အပြစ်ကိုခံရမှာဖြစ်တယ်ဒီကြားထဲမှာဆိုလို့ရှိရင်ကိုလုံးမိတာတွေမှန်သမျှပြန်ပြီးတော့ပြင်ခြင်းအပြင်ကိုဟာလူကောင်းသူကောင်းနဲ့ဘဝအခြေအနေကောင်းတာကိုရနိုင်တယ်ဆိုတာကိုစီမှတ်သားထားဖို့ဒါအရေးကြီးတဲ့ချက်တစ်ခုပေါ့နော်နောက်တစ်ခါ46ပန်းမြောက်မှတ်တဲ့စကားကိုပြောတဲ့မထေရမြတ်ကတော့ရှင်သမိဋ္ဌိလို့ခေါ်တယ်သူကတော့ရှင်တဲ့နှလုံးထဲမှာရှိလိုက်တဲ့စွမ်းအားတွေနဲ့ပတ်သက်ပြီးတော့အမှတ်တရစကားပြောတယ်သူကလည်းပဲ94ကဘာမြောက်ကသိဒ္ဓထဆိုတဲ့မြတ်စွာဘုရားလောကမှာပွင့်ခဲ့တယ်အဲ့ဒီပွင့်တော့ကဘုရားကိုကြည်ညိုပြီးတော့သူလည်းပဲပန်းနဲ့ပူဇော်ခဲ့ဘူးတယ်အဲ့ဒီပူဇော်တဲ့ကုသိုလ်ကောင်းမှုကြောင့်နတ်ဘဝရောက်ပြီးတန်တရားထဲမှာလူဖြစ်လိုက်နတ်ဖြစ်လိုက်နဲ့ကုသိုလ်ကောင်းမှုတွေဆက်လုပ်ရင်းကနေပြီးနောက်ဆုံးမှာဒီ94ကဘာကိုဖြတ်တန်းပြီးတော့ဗဒကဘာရောက်လာတဲ့အခါမှာရာဇဂိုမြို့မှာလူလာဖြစ်တယ်နော်လူလာဖြစ်တယ်သူ့ရဲ့အတိတ်ဘဝကုသိုလ်ကံတွေကြောင့်မို့လို့သူကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီးတော့မိသားစုဟာစီးပွားတက်လာဒီကနေ့ခေတ်မှာလည်းရှိတာပဲဒီကလေးလေးကိုယ်ဝန်ရတဲ့အချိန်ကစပြီးမိသားစုဟာစီးပွားတက်တယ်ဆိုတာသူနဲ့ပတ်သက်တယ်ဒါမျိုးပေါ့နော်သူနဲ့ပတ်သက်တယ်ချိုးကြတော့လဲစီးပွားပြတ်သွားတဲ့ကလေးလည်းရှိတတ်တယ်ပေါ့အဲ့တော့သူကတော့အဲ့ဒါလို့မဟုတ်ဘူးသူကိုယ်ဝန်ရှိတဲ့အချိန်ကစပြီးမိသားစုဟာစီးပွားဥစ္စာတွေတိုးတက်ပြီးတော့လာတယ်တိုးတက်လာတယ်နောက်ဆုံးမှာသူမွေးဖွားလာတဲ့အခါမှာပို၍စီးပွားဥစ္စာတွေတိုးတက်ပြီးသူဟာလည်းအတိတ်ကကုသိုလ်ကောင်းမှုကံကြောင့်ရုပ်အစင်းကလည်းလှပတယ်သူမွေးတဲ့အချိန်မှာမိသားစုစီးပွားရေးကလည်းအမတန်မှပြည့်စုံတယ်ဒါကြောင့်မို့လို့ပြည့်စုံတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ယူပြီးသူ့ကိုသမိဋ္ဌိလို့နာမည်ပေးတာနော်သမိဋ္ဌိလို့ပေးတာပြည့်စုံတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပေးတာအဲ့ဒီသမိဋ္ဌိဆိုတဲ့အမျိုးခေါင်းသားလူလာမြောက်လာတဲ့အချိန်မှာမြတ်စွာဘုရားကရာဇဂိုမြို့ကိုကြွလာတယ်ပထမဆုံးဖျားဖြစ်တဲ့အချိန်ကြွဗေမိသာရမင်းကြီးနဲ့1,200,000သောလူထုပရိသတ်ကြီးကမြတ်စွာဘုရားကိုကြိုးဆိုနှုတ်ဆက်ကြတယ်အဲ့ဒီကြိုးဆိုနှုတ်ဆက်တဲ့ထဲမှာ1,100,000သောပုဂ္ဂိုလ်တွေကသောတပန်အဖြစ်ကိုရောက်သွားကြပြီကျန်တဲ့1,000ကဥပဒကအဖြစ်ကိုရောက်တယ်လို့ဗေမိသာရမင်းကြီးရဲ့ပြည့်ရောက်ချက်အရာမြတ်စွာဘုရားပွင့်တဲ့ကြွလာတဲ့ပွဲမှာသူဟာပရိသတ်တကူအနေနဲ့ပါဝင်ခွင့်ရခဲ့တာပေါ့နော်မြတ်စွာဘုရားတရားကိုနားလည်ရတဲ့အခါမှာသူလည်းတရားဖြစ်ပြီးနောက်ဆုံးရဟန်းဝတ်သွားရဟန်းဝတ်ပြီးတော့တရားအထုတ်တာတရားထုတ်တော့ဘယ်မှာသွားအထုတ်တော့ဆိုရင်တပောတာမြစ်မှာတရားထုတ်တပောတာမြစ်ဆိုတာခဏခဏပြောမယ်ဆိုရင်ဘယ်နှမှာရှိတာတော့ဆိုခိစကုတ်တောင်ရေဘူးစမ်းမှာရှိနော်အဲ့ဒါကိုခေါ်တာပဲတပောတာမြစ်ဆိုတာတပဥဒရေဘူးအဲ့တော့ရေဘူးစမ်းဆိုတာဗမာပြည်မှာလည်းပဲတဝဲမှာလည်းရေဘူးစမ်းရှိတယ်နော်ရေဘူးစမ်းရှိတဲ့နေရာတွေပေါ့လေနောက်တစ်ခါဟလင်းမှာလည်းရှိတယ်ရေဘူးစမ်းနေဟောပါအဲ့ဒီရေဘူးစမ်းကဘာကြောင့်ဖြစ်တာတော့လို့ဆိုလို့ရှိရင်လောဟကုံပြီးငရဲအိုးကြီးနှစ်ခုကြားကနေပြီးအဲ့ဒီရေဟာမြေအောက်ကနေပြီးတော့ဖြတ်စီးခဲ့တာတဲ့အဲ့ဒါကြောင့်မှပူသွားတာလို့ဒီလိုဆိုတယ်နော်ဒါလည်းပဲသဘာဝကျအဲ့တော့ငရဲလို့မပြောချင်လို့ရှိရင်တော့မိထောင်နှစ်ခုကြားကနေဖြတ်စီးတာ
ထဲထဲမှာပေါက်ကွဲနေတဲ့မိတောင်အပေါ်မတက်သေးဘူးထဲထဲမှာတော့မိဟုံးရှိနေတဲ့မိတောင်ကြီးတွေရှိအဲ့ဒီမိတောင်ကြီးတွေဟာအလွန်ပူတယ်အဲ့ဒီမိတောင်ကြီးနှစ်ခုကြားကနေပြီးတော့ဖြတ်စည်းလာတဲ့ရေဟာရေဘူးဖြစ်တာတဘာဝအဲ့သူပူတာတော့မဟုတ်ဘူးနော်သူပူတာမဟုတ်ဘူးအဲ့ဒီလိုနေရာမျိုးတွေကမိတောင်ရှိတတ်တယ်ပေါ့အဲ့ဒီလိုရေဘူးစမ်းရှိတဲ့တဘောတာမြစ်နာလေးကတဘောတာရာမဆိုတဲ့ကျောင်းတိုင်းမှာသူကတရားအထုတ်တယ်တရားအထုတ်ရင်းနဲ့သူကဒီသူ့ဘဝကိုသူစဉ်းစားတယ်သူဟာလူဘဝအရတော်တဲ့အကြောင်းလူဘဝမှာအရတော်လိုက်တာအခုလိုချမ်းချမ်းသာသာနဲ့လူဖြစ်ရုံမြတ်မကမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေသူဟာကျင့်သုံးခွင့်ရနေတယ်ဒီလိုကျင့်သုံးခွင့်ရတာကိုပဲငါဟာလူဖြစ်အကျိုးနဲ့တယ်လို့စိတ်ထဲမှာအဲ့ဒါလိုတွေးတောပြီးပီတိဖြစ်လူဆိုတာတခါတလေကိုလို့ရကိုကျင့်납ပြီးတော့ပီတိဖြစ်ရတာပေါ့သူဟာလည်းသူ့လို့ရသူကြည့်ပြီးတော့ကျင့်납အားရတဲ့ပီတိတွေဖြစ်တယ်အဲ့ဒီလိုပီတိဖြစ်နေတာကိုသိလို့လာရောက်နှောက်ယှက်တဲ့နတ်ဆိုးဆိုတာလည်းရှိတယ်လောကမှာလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ဇေယိုက်ဆိုးလို့ရှိရင်အဆိုးဖြစ်တာပဲနော်အဲ့ဒါကိုတတိထားမယ်ကိုဟာဇေယိုက်ဆိုးပဲဖြစ်စေရဘုန်းကြီးတို့စကိုင်းကျောင်းမှာခွေးတွေအကောင်30လောက်ရှိတယ်စဉ်းစားပြီးတော့ကြည့်မိတယ်တခါတော့တချို့ခွေးတွေကဇေယိုက်အလွန်ကောင်းတယ်လာတဲ့လူအမီးနှံ့နေမဟောင်ဘူးအေးချမ်းနေတချို့ခွေးကတော့ကြောင်းတဲ့ဟာကိုတော့တောင်မျက်တောင်နေကြီးနဲ့မျက်စောင်းထိုးကြည့်တယ်ဟောင်းနေကြိုက်ချင်တယ်ဇေယိုက်ခေါ်ရတာနော်ငှက်တောင်မှလည်းငှက်ဆိုးရှိသေးတာအဲ့ဒါလို့ဇေယိုက်ဆိုတာလူမှလည်းပဲတူတူပဲလူတကာရန်လုံးတတ်တဲ့လူရှိတယ်လို့လူတကာနဲ့တဲ့အောင်နေတဲ့သဘောကောင်းတဲ့လူတွေရှိဒါဇေယိုက်တွေနဲ့ပတ်သက်တယ်ပေါ့ကို့မှာဇေယိုက်ဆိုးရှိပြီဆိုရင်ဇေယိုက်ဆိုးတွေကိုချိုးနှိမ်ပြီးဇေယိုက်ကောင်းရှိအောင်ပြုပြင်ဆုံးမဖို့ရအလွန်အရေးကြီးတာပေါ့အနှုတ်မို့လို့ရှိရင်တန်တရားမှာဇေယိုက်ဆိုးပဲဖြစ်တရားဝါရီထဲမှာလည်းကြည့်လိုက်ပဲဆိုရင်ဇေယိုက်ကောင်းရှိတဲ့သဘောကောင်းတဲ့တရားဝါဆိုတာမတမရှားကြားရူချင်းသေးတို့ပဲကြည့်နော်တတ်ဖို့ဖြတ်ဖို့ပဲအမြဲတမ်းကြည့်တယ်သူများကိုအနေမပြုတ်ဘူးဆိုတဲ့အခါမရှိဘူးအနေပြုတ်ဖို့အခွင့်အရေးအနေပြုတ်ဖို့တွေကြည့်ပဲသူတို့ဇေယိုက်ဆိုးတွေရှိတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါလို့တရားဝါဆိုးတွေဖြစ်တတ်တယ်ဆိုတာသတိထားပါဖြစ်တယ်အဲ့တော့ဒီသမိဋ္ဌိဆိုတဲ့မထေမြတ်တရားအထုတ်ရင်သူ့ကိုယ်သူခြေနှံ့အားရမှုပီတိဖြစ်လာတဲ့အခါမှာဇေယိုက်ဆိုးရှိတဲ့မနက်ကလာပြီးတော့သူ့ရဲ့ခြေနူးနေမှုကိုပျောက်ကွယ်သွားအောင်မြေပြိုတဲ့အတန်မျိုးလိုဘုံတိုင်းတိုင်းငရင်လှုပ်တာမျိုးလှုပ်ပြီးတော့သူ့စိတ်ခြောက်ခြားအောင်ဖန်တီးတဲ့အခါမှာပုရုဇဉ်ဆိုရင်တော့အနည်းငယ်တုန်လှုပ်သွားတာပေါ့နော်သူ့ရဲ့ခြေနှံ့နေတဲ့ပီတိတွေဟာပျောက်လွင့်သွားတယ်ပျောက်လွင့်သွားပြီးတော့သူဟာဘာဖြစ်ထားပါလိမ့်ဆိုတဲ့အတွေးကြီးနဲ့မြတ်စွာဘုရားတရင်သုံးတဲ့စီကိုသွားပြီးတော့ဘုရားကိုလျှောက်တယ်လျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒါတဘာဝကဖြစ်တာမဟုတ်ဘူးမင်းရဲ့စိတ်ကြည်နူးမှုတွေကိုပျက်စီးသွားအောင်လို့မနက်ကနှောက်ယှက်တာဖြစ်တယ်ကိုယ်စိတ်ကိုတင်းထားပြီးတော့အဲ့ဒီနေရာမှာပဲပြန်ပြီးတော့တရားအထုတ်လို့ဆိုပြီးမြတ်စွာဘုရားဆုံးမပြီးလွတ်လိုက်တယ်လွတ်လိုက်တော့အဲ့ဒီမှာသွားပြီးတော့မြတ်စွာဘုရားဟောတဲ့အတိုင်းပဲသွားပြီးတရားအထုတ်လိုက်တာနော်တရားအထုတ်လိုက်တဲ့အခါကျတော့တမာတိတွေရပြီးမကြခင်မဲ့သူယဟန္တာဖြစ်သွားတယ်အဲ့ဒါလိုယဟန္တာဖြစ်သွားတဲ့အချိန်မှလည်းပဲမနက်ကလာပြီးတော့ခုနလိုပဲအတမလန်နဲ့နှောက်ယှက်တယ်ပေါ့အဲ့ဒါလိုနှောက်ယှက်တဲ့အခါမှာသူကပြန်ပြီးတော့ပြောတဲ့စကားလေးဟာသူ့ရဲ့အမှတ်တရစကားပဲ
မနက်ကိုတုံ့ပြန်ပြောလိုက်တဲ့စကားကတတ္ထာယဟံပပ္ပစီတောဂါရသမနာဂါရိယသူဟာဒီမိသားစုဘဝကနေပြီးတော့မိသားစုဘဝမှာမနေတဲ့ယဟန်ဘဝကိုယုံကြည်ချက်နဲ့ဝင်ရောက်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့အိမ်တော်စီးပွားနဲ့အသက်မွေးတဲ့လူ့ကြောင့်ဘဝကနေပြီးတော့အိမ်တော်စီးပွားနဲ့အသက်မွေးတဲ့ယဟန်တော်ဘဝကူးပြောင်းလာသူဖြစ်တယ်ယုံကြည်ချက်နဲ့ကူးပြောင်းလာသူဖြစ်တယ်ဒါကြောင့်မို့သူ့ရဲ့တဏ္ဍာမှာတတိတရားတွေဟာလည်းတိုးတက်နေတယ်အသိပညာတွေဟာလည်းတိုးတက်နေပြီနောက်ဆုံးမှာသူ့ရဲ့စိတ်ဟာလည်းပဲတမာတိတွေတည်ငြိမ်မှုတွေနဲ့ရထားပြီတတိလည်းကောင်းတယ်ပညာလည်းကောင်းတယ်တမာတိစွမ်းအားတွေလည်းတက်နေတယ်ကာမံကရတုရူပနိနေဝမံဖြာတရိတ်တတိမင်းလှုပ်ချင်သလိုငါ့ကို6လှန့်ချင်တာတွေနဲ့6လှန့်ငါစိတ်ကိုတုံလှုပ်6ချတော့အောင်မင်းမလုပ်နိုင်တော့ပါဘူးလို့ပြန်လဲတုံ့ပြန်ပြောပြတယ်ငါဟာယုံကြည်ခြင်းနဲ့ရဟန်းဝတ်လာသူဖြစ်တယ်တာမန်ရဟန်းမျိုးမဟုတ်ဘဲနဲ့ငါမှာတတိတွေတိုးတက်ဖြစ်ပွားနေတယ်ပညာတွေတိုးတက်ဖြစ်ပွားနေတယ်တမာတိတရားတွေမြင့်မားစွာဖြစ်ပွားနေတယ်ဒါကြောင့်မို့လို့မင်းလှုပ်ချင်တာလှုပ်ပြချင်တာပြ6ချင်တိုင်း6ငါကိုမင်းရဲ့6လမ်းမှုတွေကတော့ငါစိတ်ကိုတုံလို့အောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ဒီလိုတုံ့ပြန်ပြီးတော့ပြောကြခဲ့တာရှင်သမိတ္တိရဲ့မှတ်တရားစကားပဲဖြစ်တယ်ဒီနေရာမှာခွန်ကြီးတို့တွေသင်ခန်းစာယူရမှာဘာလဲဆိုရင်ရဲရင့်မှုကိုရရှိဖို့ရအတွက်ဘုန်းကြီးတို့တဏ္ဍာမှာ mindfulness ဆိုတဲ့တတိရှိရမယ်နော်စဉ်းစားနိုင်တဲ့ပညာရှိဖို့လိုတယ်စိတ်ဓာတ်တည်ငြိမ်မှုတွေကိုရအောင်ကြိုးစားမှာဖြစ်တယ်အဲ့တော့ဆိုလိုတာကလူတွေရဲ့တဏ္ဍာမှာရှိတယ်တတ္တဝိရိယတတိသမာဓိပညာလို့ဆိုဒီစွမ်းအား5မျိုးကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားတာယုံကြည်မှုဟာစွမ်းအားတစ်မျိုးပဲကြိုးပမ်းအထောက်မှုကလည်းစွမ်းအားတစ်မျိုးပဲတတိဆိုတာလည်းစွမ်းအားတစ်မျိုးပဲဘုန်းကြီးတို့တွေကတတိလွတ်တဲ့အချိန်ကများတယ်ပေါ့တတိဆိုတာကိုယ်တဏ္ဍာမှာဘာတွေဖြစ်နေတယ်ဆိုတာတတိထားမိတာအမှန်တမ်းလဲပြီးတော့ကိုယ်စိတ်ဟာပတ်ဝန်းကျင်လေးအပြင်အာယုန်နေနဲ့ပဲလှည့်လည်ကျက်စားနေတယ်လို့ဖြစ်တယ်ဥပမာဘာနဲ့တူတော့ဆိုရင်အိမ်တကားဖွင့်ထားပြီးတော့ရှောက်လဲနာနဲ့တူတယ်ပေါ့ကိုယ်ခန္ဓာကိုယ်ပြန်စဉ်းစားတာတစ်ခါမှမရှိဘူးနော်စဉ်းစားကြည့်လူတွေဟာနေ့စဉ်နဲ့အမျှ24နာရီပဲသွားနေကြတာတော့ဆိုမျက်စိနဲ့မြင်တဲ့အာယုန်နားကကြားရတဲ့အသံအာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့လျှာနဲ့လဲရတဲ့ရတာခန္ဓာကိုယ်ကထိတွေ့ရတဲ့ထိတွေ့လို့ဆိုတယ်ပြင်မအာယုန်တွေနောက်ပဲလိုက်ရှာပြီးသွားလာနေကြတာကိုယ်ခန္ဓာကိုယ်ထဲမှာကိုယ်စိတ်အခြေအနေတွေဘာတွေရှိတယ်ဆိုတာကိုပြန်ပြီးတော့ကြည့်မိတယ်ဆိုတာအလွန်ရှာတယ်ဒါကြောင့်မို့တတိပဋ္ဌာန်တရားပွားတယ်ဆိုတာကိုယ့်ကိုပြန်ကြည့်တာနော်ကိုယ်ခန္ဓာကိုပြန်ကြည့်တာ24နာရီမပြတ်အသက်ရှူနေတာကိုတနေ့မှာဘယ်နှခါတတိယတော့ငါနှာခေါင်းကအသက်ရှူနေပါလားလို့သိတဲ့လူဘယ်နှယောက်ရှိမလဲစဉ်းစားကြည့်လိုက်မယ်ဆိုလူတွေဟာအဲ့ဒါတတိမေ့နေတယ်လို့ခေါ်တယ်နော်အပြင်မဲ့စိတ်ကရောက်ပြီးတော့အတွင်းမှာဖြစ်ထားတယ်လို့ဖြစ်တယ်ကိုယ်ခန္ဓာကိုယ်ထဲမှာဖြစ်ထားတော့ဘာတွေဖြစ်တုံးဆိုရင်အိမ်တကားဖွင့်ပြီးရှောက်လဲနေလို့ရှိရင်ဟုတ်လားအိမ်ထဲကပစ္စည်းတွေပျောက်ကုန်တာပေါ့ထို့တူပဲကိုယ်ခန္ဓာကိုယ်မှာဘာဖြစ်တယ်ဘာရှိတယ်ဆိုတာမသိပဲနဲ့အပြင်အာယုန်တွေပဲလိုက်လာဒီကျက်စားနေပဲဆိုလို့ရှိရင်တန်ဖိုးရှိတဲ့တတိဆိုတဲ့ယရနာတွေတတ္တာဆိုတဲ့ယရနာတွေသမာဓိဆိုတဲ့ယရနာပညာဆိုတဲ့ယရနာဝိရိယဆိုတဲ့ယရနာဒါတွေအကုန်ပျောက်ကုန်မှာပဲဖြစ်တယ်ပေါ့တိုးတက်မှုမရှိတော့ဒါကြောင့်မလို့စွမ်းအားလို့လည်းခေါ်ရမယ်ယရနာလို့လည်းခေါ်ရတယ်ကိုယ်ရင်နဲ့နှလုံးထဲမှာရှိတဲ့တန်ဖိုးရှိတဲ့အရာတွေကိုရရှိအောင်ကြိုးစားအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားဆိုတာလက်တွေ့ကျင့်သုံးရမှာဖြစ်တယ်နာယူယုံမှတ်သားထားယုံနဲ့မဖြစ်ဘူးနေ့စဉ်ဘဝမှာကျင့်သုံး
ကျင့်သုံးတယ်ဆိုတာလေဘယ်တော့ကျင့်သုံးတာတော့အခုပဲကျင့်သုံးလို့ရတယ်နော်အခုပဲကျင့်သုံးလို့ရလက်ဖြင့်ကဆိုင်ဖို့မလိုဘူးဘုန်းကြီးကြောင်းသွားဖို့လည်းမလိုဘုန်းကြီးဥဖို့လည်းမလိုကိုယ်တဏ္ဍာမှာကိုရှိနေတဲ့ကိုယ်စိတ်ကိုယ်တဏ္ဍာမှာရှိနေတဲ့စိတ်ကလေးကိုစောင့်တည်ပြီးတော့ဒီတိုင်းလေးအာယုံပြုတ်နေလိုက်ရင်ဒါအလုံးလုံးနေတယ်လို့ခေါ်တာပဲဘာဖြစ်လို့တော့ဆိုကမ္မထာလုပ်တယ်ဆိုတာမနောကထိုင်ခြင်းသလိုထိုင်လှဲခြင်းသလိုလှဲဣရိယာပုတ်ကအဓိကမဟုတ်ဘူးနှလုံးသွင်းမှုကအဓိကတာဖြစ်တယ်လူတွေကလူပုံတန်တန်ဘလို့နေတရားထိုင်မှတရားထိုင်တာမဟုတ်ဘူးကမ္မထာထိုင်တာမဟုတ်ဘူးထိုင်နေရမယ်လို့မဆိုလိုဘူးကိုယ်စိတ်လေးကိုယ်မှာထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ကိုယ့်ရဲ့တဏ္ဍာမှာဖြစ်နေတာတွေကိုတတိနဲ့စောင့်ကြည့်ပြီးတော့သမာဓိနဲ့စိတ်ကြည်နေပြီးပညာနဲ့သိနေလို့ရှိရင်ဒီကိစ္စပြီးတယ်ပေါ့တရားထိုင်ခြင်းဆိုတာစိတ်အလုပ်ပဲဖြစ်တယ်ဒါကြောင့်မို့လို့ဘယ်အချိန်ပဲဖြစ်ဖြစ်လုပ်လို့ရတယ်ကိုယ်အိမ်ထဲမှာကိုနေရင်ဟာလုပ်လို့ရတယ်သွားရင်လာရင်ဟာလည်းလုပ်လို့ရတယ်နေထိုင်ရင်လည်းလုပ်လို့ရတယ်စားရင်တောက်ရင်လည်းလုပ်လို့ရတယ်စိတ်ကိုသာအာယုံပေါ်ကနေပြီးတော့အာယုန်နေနောက်မလိုက်ဖဲနဲ့ကိုထားခြင်းနဲ့အာယုန်နဲ့အမြဲတမ်းတွဲနေအောင်ကြိုးစားမှုကဒါအဓိကဖြစ်တယ်လို့အဲ့ဒါကိုဆိုလိုရင်းဖြစ်တယ်ပေါ့သူဟာတရားဆိုတဲ့စွမ်းအားနဲ့ယဟန်ဘောကိုရယူတာဖြစ်တယ်ဒါကြောင့်မို့သူ့မှာတတိဆိုတဲ့စွမ်းအားတွေဝိရိယဆိုတဲ့စွမ်းအားတွေသမာဓိဆိုတဲ့စွမ်းအားတွေပညာဆိုတဲ့စွမ်းအားတွေသူ့မှာအလုံးလောက်ရှိပြီ6ချင်သလောက်6သူ့စိတ်ကိုတုံ့လှုပ်အောင်မလုပ်နိုင်ဘူးလို့တုံ့ပြန်ပြောကြတာဟာရှင်သမေတိရဲ့အမှတ်တရစကားပဲဖြစ်တယ်ဒီအမှတ်တရစကားကိုနာယူခြင်းအဖြစ်နဲ့ဘုန်းကြီးတို့တွေရဲရဲစေတတ်တဲ့စွမ်းရည်တတ္တိရှိတဲ့ဒီတရားတွေဒုတဏ္ဍမှာဖြစ်အောင်ဒုတွေဟာချိန်မီလှုပ်လို့ရပါလားလှုပ်ကြရမှာပါလားလို့ကိုယ်စီသဘောပေါက်နားလည်သွားကြရမှာဖြစ်တယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်တရားထဲမှာလူဖြစ်ရတဲ့အလှည့်ရောက်ပြီးတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ရဗုဒ္ဓရဲ့ဆုံးမကိုနာခံမှတ်သားကြရတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အခိုက်မှာအရေးကြီးပြီးတန်ဖိုးရှိလာတဲ့ဒီစွမ်းရည်တွေရအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့မမေ့သောတတိဖြင့်ကြီးမားသောလုံလဝိရိယဖြင့်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း